ထွက်ခွာသွားတဲ့မင်းလေးရဲ့နောက်ကျော်လေးအားမြင်လိုက်ရတဲ့ခဏငါမသိကိုသေးချသွားဒါဟာမင်းနဲ့ငါရဲ့ကြားတဲ့ကသစ္စာတရားဒီလိုပဲလူတွေကြားကပြောလိုက်မှာဒါတွေမင်းကောင်းတဲ့မထားနဲ့ကွာလုံးဝငါမချစ်နေလို့ငါမမင်းကိုတပီးတွေ့လိုက်ရတဲ့အချိန်ကစပြီးစာရီလဲငါမချက်တော့ပါထမင်းလဲငါမစားတော့ပါအော်ညာဘက်တွေမအိတ်တော့ပဲမင်းကိုထပ်ပြီးတွေ့ခွင့်ရမယ့်နေ့ကိုစောင့်နေခဲ့အော်ငါမယူပြီးမင်းကိုချစ်တဲ့စိတ်နဲ့ယူလို့သွားပြီးဒီကိစ္စကိုဘယ်လိုလုပ်မလဲကောင်းမလေးအခုတော့ဖြေပေးလေ